ချမ်းနောက်လက်ကြည့်လိုက်တဲ့အခါလုံခြုံအိမ် safe house အပြင်မှာကင်းဆောင်နေတဲ့သူတွေအားလုံးတိတ်ဆုံးသွားတာကိုတွေ့လိုက်ရတယ်လူသက်သမားတွေကတက်တေခံမိန်းကလေးရဲ့အခန်းစီတက်ကြီးပြေးဝင်နေကြတဲ့ကံကောင်းစွာပဲချမ်းကကြိုတင်စီစဉ်ထားခဲ့တဲ့ချမ်းကတက်တေခံမိန်းကလေးကိုလှုပ်ဝက်ဦးမြင့်လိုင်ကောင်း secret tunnel ကနေအောင်မြင်စွာအပြင်ကိုလွတ်မြောက်သွားခဲ့တယ်ပြီးတော့ဓာတ်ကိုလှမ်းထုတ်ပြီးတကားဝကိုစောင့်နေတဲ့လူသက်သမားကိုလင်းမြန်စွာချေမှုန်းလိုက်တယ်သူတို့အနေနဲ့ကနေလွတ်မြောက်ပြီလို့ထင်ခဲ့ပေမဲ့ဒီ professional လူသက်သမားတွေကအလွယ်လွတ်ပေးမှာမဟုတ်ဘူးသူတို့ကဦးမြင့်လိုင်ကောင်းကိုလင်းမြန်စွာရှာတွေ့သွားတယ်တရင်ပေါက်အပြင်ဘက်ကိုရှာဖွေရင်းသူတို့ကချမ်းနဲ့မိန်းကလေးကိုတွေ့သွားတယ်စနိုက်ပါကတနက်ကိုမြောက်ပြီးပြစ်လိုက်တဲ့ချမ်းကချက်ချင်းသူပစ္စတိုကိုထုတ်ပြီးပြန်လဲပစ်ခတ်လိုက်တယ်နှစ်ဖက်စလုံးပြင်းထန်စွာပစ်ခတ်ကြတယ်ဒါပေမဲ့ချမ်းလက်ထဲကတနက်ငယ်ဟာပြစ်အားနေတာကြောင့်မကြခင်မှာပဲသူဟာနေရာမှာကြက်တဲစွာဖိနှိပ်ခံရပြီးရွှေ့လို့မရတော့ဘူးအရေးကြီးဆုံးအချိန်မှာချမ်းကသူ့ဖုန်းကိုလင်းမြန်စွာထုတ်လိုက်တယ်သူကအကူအညီခေါ်ဖို့လုပ်ခဲ့ပေမဲ့မထင်မှတ်တာကသူကအခန်းထဲမှာဘုံတွေကိုကြိုတင်ထားရှိပြီးသားပါပြင်းထန်တဲ့ပောက်ကွဲမှုကြီးကလူသက်သမားအားလုံးကိုတခဏအတွင်းအမြင့်ပြတ်ချေမှုန်းလိုက်တယ်အလုံးပောက်ကွဲထွက်နေတဲ့အရှင်ကားကောင်းတကားပါဒီကားရဲ့အဓိကဇက်ကွက်ကတေခြင်းတရားကိုပေါ့တန်သဘောထားပြီးရန်သူကိုဘယ်တော့မှမလျှော့တဲ့စိတ်သက်ပါကြမ်းတမ်းတဲ့ပြင်းထန်မှုအဆင့်ဟာငါးပွင့်အပြည့်ထိုက်တန်ပါတယ်မကြည့်ရသေးတဲ့မိတ်ဆွေတွေကိုလက်မလွတ်တမ်းကြည့်ရှုဖို့အကြံပြုအပ်ချင်ပါတယ်